လုံခြုံရေးဝန်ထမ်းတဦးရောက်လာပြီးကျေးလက်တော်ရွာမှာကျောင်းသူလေးကိုရေနစ်ပတ်ကမင်းကိုကုမ္ပဏီကိန်းဝကိုလာခဲ့ဖို့ငါပြောထားတယ်မဟုတ်လားမလာဘူးနော်မင်းပါပြစ်ဒဏ်ခံထိုက်တယ်လို့ထင်တယ်လေဟုပြောလိုက်သည်ထိုစဉ် boss ကုမ္ပဏီပိုင်ရှင်ကအနောက်မှရောက်ရှိလာပြီးလုံခြုံရေးမင်းပါဖြစ်နေတာလဲဘာလို့သူ့ကိုရေနစ်ပတ်နေရတာလဲဟုမေးလိုက်၏လုံခြုံရေးကဒီအနက်အသက်မကောင်းတဲ့ကျောင်းသူကကုမ္ပဏီကိန်းဝမှာအမြဲတမ်းလာဝဲနေတာကျွန်တော်ခေတ်အဆက်ဆက်မောင်းထုတ်ပေမဲ့သူလုံးဝမထွက်သွားဘူးဟုပြန်ဖြေသည် boss ကမင်းသူ့ကိုရင်ကြေးမပြောနိုင်ဘူးလားရေတွေလဲပတ်ထားတယ်အပြင်မှာဒီလောက်အေးနေတာကိုဖျားသွားရင်ဘယ်လိုလုပ်မလဲသူကကျောင်းသူလေးပဲရှိသေးတာကိုဟုပြောရလုံခြုံရေးကသူခံရမှာပေါ့ဟုထပ်ပြောသည် boss ကမင်းဗန္နာရေးဌာနမှာလှုပ်ဖို့မထိုက်တန်ပါဘူးမင်းကိုအလုတ်ကထုတ်လိုက်ပြီးအခုချက်ချင်းထွက်သွားဟုပြောလိုက်တဲ့ဖြင့်လုံခြုံရေးလဲထွက်သွားလေသည်ထို့နောက် boss ကမင်းကလေးဘက်သို့လှည့်ကညီမလေးဘာဖြစ်လို့လဲဟုမေးသည်မင်းကလေးကသမီးမန်နေဂျာဝန်ကိုစောင့်နေတာပါဟုပြန်ဖြေရာ boss ကမန်နေဂျာဝန်ကိုစောင့်နေတာဟုတ်စားဘာလို့သူ့ကိုစောင့်နေရတာလဲဟုမေးသည်မင်းကလေးကသမီးလာစာရဖို့မန်နေဂျာဝန်ကိုစောင့်နေတာပါဟုဆိုတဲ့ဖြင့် boss ကလာစာရဖို့မန်နေဂျာဝန်ကိုစောင့်နေတာဟုတ်ဆက်ဟုပြန်မေးလိုက်သည်ထိုအခါမင်းကလေးကမေးပြရစီရှင်ကဒီကုမ္ပဏီမှာအလုပ်လုပ်တာလားဟင်ဟုမေးရ boss ကမဟုတ်ပါဘူးငါကဒီကုမ္ပဏီရဲ့ပိုင်ရှင်ပါဟုပြန်ဖြေလိုက်သည်မင်းကလေးက boss ရဲ့သမီးတောင်းပန်ပါတယ်ဟုအကူအညီတောင်းရာ boss ကသူ့ကိုထထူပေးရင်ထပါဟုပြောသည်မင်းကလေးကကျေးဇူးပြုပြီးသမီးရဲ့လာစာလေးပေးပါဟုပြောရာ boss ကညီမလေးကတိုးကုမ္ပဏီရဲ့ဝန်ထမ်းလားဒါမှမဟုတ်ကျောင်းသူလားဟုမေးလိုက်သည်မင်းကလေးကသမီးနွေရာသီတုန်းကရှင့်ကုမ္ပဏီမှာအလုပ်လုပ်ခဲ့တာပါ3လအလုပ်လုပ်ခဲ့ပေမဲ့မန်နေဂျာဝန်ကသမီးကိုအခုထိလာစာမပေးသေးပါဘူးတက္ကသိုလ်ကျောင်းလာခပေးပြီးကျောင်းတက်နိုင်ဖို့ဒီပတ်စံကိုစောင့်နေတာပါဟုပြန်ဖြေသည် boss ကဒါပေမဲ့ကျောင်းဖွင့်ရသည်မရောက်သေးဘူးမဟုတ်လားဟုဆိုရမင်းကလေးကကျောင်းဖွင့်တာတလကျော်ပြီးသမီးမှာကျောင်းလာခပေးဖို့ပတ်စံအခုထိမရှိသေးလို့ပါဟုပြန်ဖြေ၏boss ကညီမလေးမပူပါနဲ့ဒီနေရာကဒါတွေပြောရမယ့်နေရာမဟုတ်ဘူးငါရုံးကန်နဲ့လိုက်ခဲ့ပြီးအဝတ်စား6တွေလဲလိုက်မလားမန်နေဂျာဝန်ကိုခေါ်ပြီးဘာဖြစ်တာလဲဆိုတာစုံစမ်းပေးမယ်ညီမလေးပြောတာမှန်လို့လာစာမရသေးတာဆိုရင်မပူပါနဲ့တပြားမှရှုံးမသွားစေရဘူးဟုပြောရမင်းကလေးကဟုတ်ကဲ့ကျေးဇူးပါ boss ဟုပြောသည် boss ကအတွင်းရေးမှူးကိုမန်နေဂျာဝန်ကိုငါရုံးကန်နဲ့ခေါ်လာခဲ့ဟုစိတ်ခိုင်းရအတွင်းရေးမှူးကဟုတ်ကဲ့ဟုပြောပြီးထွက်သွားသည် boss နဲ့မင်းကလေးရုံးကန်ထဲရောက်တော့အခါ boss ကကုမ္ပဏီမှာအပိုးအဝတ်အစားမရှိလို့လောလောဆယ်ဒီတန်ရှင်းရေးဝန်ထမ်းယူနီဖောင်းလေးပဲဝတ်ထားပေးပါနောက်မှအတွင်းရေးမှူးကိုအဝတ်အစားတစ်နဲ့စုံသွားဝယ်ခိုင်းလိုက်မယ်ဟုပြောရမင်းကလေးကဟုတ်ကဲ့ boss ဒါပေမဲ့ဝယ်ပေးဖို့မလိုပါဘူးဟုပြန်ပြောသည် boss ကဒါနဲ့ဒီမှာအလုပ်လုပ်တာဘယ်နှစ်လရှိပြီလဲဟုမေးရမင်းကလေးက3လပါဟုဖြေသည် boss ကတစ်လကိုလစာဘယ်လောက်လဲဟုထပ်မေးရမင်းကလေးကတစ်လကို13000ပါဟုဖြေသည် boss ကဒါဆို3လအတွက်1000နီးပါးပေါ့ရောငါမှာ2000ရှိတယ်ဒါလေးအရင်ယူပြီးကျောင်းလက်ခသွားပေးလိုက်ပါပညာရေးကအရေးကြီးဆုံးပဲမဟုတ်လားကျန်တာတော့မန်နေဂျာဝန်ရောက်လာရင်အကုန်စုံစမ်းပြီးရှင်းပြခိုင်းမယ်ဒီပတ်စံကိုယူထားပါငါတေချာစုံစမ်းပေးပါမယ်ဟုပြောသည်မင်းကလေးကဒီပတ်စံတွေအများကြီးပါသမီးလာစာပဲလိုချင်တာပါဟုညင်းရ boss ကကိစ္စမရှိပါဘူးအပိုးပတ်စံကိုငါစီကလျှော်ကြေးလိုပဲသဘောထားလိုက်ပါဟုပြောတဲ့ဖြင့်မင်းကလေးကလည်းဟုတ်ကဲ့ကျေးဇူးပါ boss ဟုပြောလိုက်သည်ခဏအကြာတွင်မန်နေဂျာဝန်ရုံးကန်ထဲဝင်လာပြီး boss ကျွန်တော်ကိုခေါ်လာလားဟုမေးသည်မင်းကလေးကချက်ချင်းပင်မန်နေဂျာသမီးလာစာပေးပါဟုပြောလိုက်ရာမန်နေဂျာဝန်ကပါဆက်ပိတ်ထားဆန်းညစ်ပတ်တဲ့တော်သူမရဲဟုအော်ဟစ်လိုက်သည် boss ကဒေါသတကြီးဖြစ်သူ့ကိုလာစာဘာလို့မပေးတာလဲသူ3လအလုပ်လုပ်ခဲ့တာကိုမင်းအခုထိလာစာမပေးသေးဘူးမင်းသူ့ကိုလာစာပေးခဲ့သလားမပေးခဲ့ဘူးလားဆိုတာတေချာစဉ်းစားဖို့မင်းကို3မိနစ်အချိန်ပေးမယ်ဟုပြောလိုက်သည်မန်နေဂျာဝန်က boss ရဲ့ကြေးလက်ကလူတစ်ယောက်ကပတ်စံအများကြီးသုံးလို့မှမရတာဟုပြောရာ boss ကပါဆက်ပိတ်ထားတော်သူတောင်သားတွေပတ်စံအများကြီးသုံးနိုင်မသုံးနိုင်ဆိုတာမင်းနဲ့မဆိုင်ဘူးလူတွေဆိုတာလုပ်တဲ့အလုပ်နဲ့ထိုက်တန်တဲ့လောက်ခလာစာကိုရရမယ်ဘာလို့သူ့လာစာကိုဖျက်တောက်ထားရတာလဲငါဘာစင်ကြေးမှမကြားချင်ဘူးအခုချက်ချင်းသွားပြီးရွမ်3သိန်း bonus သွားယူခဲ့တပြားမှရောလို့မရဘူးနားလည်လာပြီးတော့သူ့ကိုလာစာ2ဆပေးလိုက်ပါအဲ့ဒါပြီးရင်မင်းရဲ့နှုတ်ထွက်စာတင်လိုက်တော့မင်းကိုဒီကုမ္ပဏီကနေလေးလေးစားစားနဲ့ထွက်သွားခွင့်ပေးလိုက်မယ်ဟုပြောလိုက်သည်ပရိသတ်ကြီးတို့ရေဒီမန်နေဂျာကိုအလုတ်ကထုတ်လိုက်တာကျွန်တော်မှန်ကန်တဲ့လုပ်ရက်ကိုလုပ်ခဲ့တာဟုတ်ပါသလားကွန်မန့်မှာပြောပြပေးသွားကြပါဦးနောက်ထပ်ရင်ထဲထိရှာစီမဲ့ဇလန်းလေးတွေကြည့်ဖို့ like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်